လာမယ့်ပတ်စနေနေ့မှာ United တို့ခက်ခဲစွာရင်ဆိုင်ရမယ် Tottenham Hotspur ညီကိုတွေအားလုံးပဲမင်္ဂလာပါ Man United Sport မြန်မာ channel နေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုနိုင်ပါဒီလာမယ့်ပတ်မှာ United တို့ခက်ခဲစွာရင်ဆိုင်ရမယ်အသင်းတစ်သင်းရှိနေပါတယ်အဲ့ဒီအသင်းကတော့ Tottenham Hotspur ပဲဖြစ်ပါတယ်ဗီဒီယိုဆက်မှာကျွန်တော်ပြောသလိုမျိုးပါဘာလို့ခက်ခဲစွာရင်ဆိုင်ရမလဲဆိုတော့ Tottenham Hotspur ဆိုတာက United အတွင်းအများနဲ့ဒုက္ခပေးလို့ရှိတဲ့အသင်းပါနောက်တစ်ခုက United ကလည်းအဝေးကွင်းမှာတားရောက်ရှင်ပြန်ရမှာTottenham Hotspur ဘယ်လိုပဲပုံစံကောင်းနေပြောင်းနေပါတယ်ပဲပြော United နဲ့တွေ့ရင်တော့အမြဲတမ်းဒုက္ခပေးလေးရှိတဲ့အတင်းတင်းဖြစ်တဲ့တော့ကျွန်တော်တို့စိတ်ပူရမယ့်အနေအထားမျိုးမှာရှိပါတယ်နောက်တစ်ခုကအခုလက်ရှိမှာ Tottenham Hotspur အနေနဲ့စစ်တပိုင်းဆိုင်ရာအကောင်းဆုံးအနေအထားမျိုးကိုရောက်တယ်ချန်ပီယံလိမှာကိုပင်ဟေဂျီကိုတယောက်ရောနဲ့ခိုးပြအနိုင်ရပြီးတဲ့အချိန်မှာ Tottenham Hotspur ကဖောင်အဖြစ်ကောင်းနေတဲ့ဆိုတဲ့အနေအထားမျိုးမှာရှိတယ်နောက်တစ်ခုကြည့်မယ်ဆိုလို့ကျွန်တော်တို့ United အသင်းကိုကြည့်မယ်ဆိုရင်အဝေးကွင်းဆိုရင်ရလက်ကောင်းနေမရတတ်တဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်အခုတော့ရောက်ကစားမယ်အဝေးကွင်းမှာရောရလက်ကောင်းနေရနိုင်ပါမလားဆိုတာတော့ဆိုရင်ကြာရှိနေတယ်နောက်တစ်ခုကြည့်မယ်ဆိုလို့ချင်း Tottenham Hotspur နဲ့ Manchester United တို့နောက်ဆုံးကစားရတဲ့၄ပွဲမှာ၃ပွဲ Hotspur နိုင်ရတယ် Tottenham Hotspur အသင်းကနိုင်ရတယ် Man U အသင်းကတပွဲတည်ကြတာ၃ပွဲထိရှုံးလာတယ်အဲ့ဒါကိုကြည့်ပြီးတော့ကျွန်တော်တို့တွေအနေနဲ့ဒီလာမဲ့ပွဲမှာMan U ရလက်ကောင်းနေရလိမ့်မယ်လို့ထင်လားညီကိုတို့အနေနဲ့ဘယ်လိုထင်လဲဘယ်လိုမျိုးရလက်မျိုးထွက်လိုက်မယ်လို့ညီကိုတို့အနေနဲ့သုံးသပ်တယ်ပေါ့နောက်တစ်ခု United ကဒီရာဒီအိမ်ကွင်းရလက်ကောင်းနေပေါ်လာတယ်မှန်တယ်အိမ်ကွင်းမှာ၄ပွဲသက်ရှုံးပွဲမရှိရတော့ဘာလို့ပေါ်လာတယ်အဝေးကွင်းဆိုလို့ရှိရင်တော့အမြဲတမ်းဒုက္ခရောက်လို့ရှိတဲ့အသင်းဖြစ်တာနဲ့အညီဒီပွဲမှာဘယ်လိုပုံစံမျိုးတွေနဲ့ပွဲထွက်လာမလဲဘယ်လိုပုံစံမျိုးတွေနဲ့ရလက်ဘယ်လိုရလက်မျိုးတွေနဲ့အဆုံးသတ်မလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အနေအထားမျိုးမှာရှိပါတယ်နောက်တစ်ခုကဇန်နဝါရီတောင်းရှိမှာ United ကိုပြောင်းဆွဲခြင်းနေတဲ့ Union အတာဆိုင်ရဲ့အကြောင်းရင်းကိုလည်းပြောကြည့်အောင် United ရဲ့ကွင်းလေလိုအပ်ချက်ကိုရှာဖွေတော့ခွင့်နေတဲ့အချိန်မှာကစားသမားအများကြီးနဲ့တရင်ထွက်လာတယ်အဲ့ဒီထဲကမှ United ကိုတကယ်ပြောင်းဆွဲခြင်းနေတယ်ဆိုတော့အတန်ထွက်နေတဲ့ Union အနာဆန်နဲ့ကာလောပါလဲပါနဲ့2ယောက်ရှိမယ် Union အနာဆန်ကတော့သူ့လိုချင်နေတဲ့အသင်းတွေအများကြီးရှိတယ်ဆိုပေမဲ့သူပြောင်းဆွဲခြင်းနေတဲ့အသင်းက Manchester United ဖြစ်တယ်ဆိုပြီးတော့အင်္ဂလန်ရဲ့ Fabrizio Romero ရဲ့တရင်အရသိတာရတယ်ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိ Nottingham Forest ဆိုတာတန်းစင်းစုံနာမှာဝိလေလုံးနေတဲ့အသင်းဖြစ်တဲ့အတွက် Union အတာဆန်နေနဲ့သူ့ရဲ့အကောင်းဆုံးခြေသွမ်းတွေကိုအသင်းကြီးတစ်သင်းမှာပြချင်တယ်ဆိုတဲ့အကြောင်းထုတ်ဖော်ပြောကြားတာမျိုးရှိတယ်နောက်တစ်ခုကသူပြောင်းဆွဲချင်နေတဲ့အသင်းကြီးကလည်း Manchester United ဖြစ်နေတယ်ဆိုတဲ့အကြောင်းလည်း Fabrizio Romero ဘက်ကပြောကြားတာမျိုးရှိတယ်နောက်တစ်ယောက်ကတော့ကာလောပါလဲပါပြီးခဲ့တဲ့နေရာဒီမှာလည်း Man United တို့ခေါ်ယူမယ်ဆိုပြီးသတင်းထွက်ခဲ့တယ်ခေါ်ယူလို့လည်းကြိုးစားခဲ့တယ်ဒါပေမဲ့